သားကိုမှ outline animation intro ပုံစံလိုမျိုးလေးကိုဖန်တီးပေးမှာဖြစ်ပါတယ်မင်္ဂလာပါဒီနေ့မှာမိစဉ်ကဒီ test ကိုမှပေါ့နော်စာသားကိုမှ outline animation intro ပုံစံလိုမျိုးလေးကိုဖန်တီးပေးမှာဖြစ်ပါတယ်ဒီလိုပုံစံကကြတော့မိစဉ်တို့တွေကိုယ့်ရဲ့ဗီဒီယိုမှာ intro အနေနဲ့လည်းအသုံးပြုလို့ရတယ်ဘယ်လိုမျိုးအလွယ်တကူဖန်တီးလို့ရလဲဆိုတာကိုမိစဉ်နဲ့တူတူတွားပြီးတော့မှလေ့လာကြည့်လိုက်ရအောင်နော် let's goမင်္ဂလာပါဒီနေ့မှာမိစဉ်က test outline animation ကိုမှ intro ပုံစံလိုမျိုးလေးကိုဖန်တီးပြသပြီးတော့မှာဖြစ်ပါတယ်အဲ့တော့မိစဉ်တို့က CapCut နဲ့ကိုအသုံးပြုမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်မိစဉ်တို့တွေက new project လေးကိုယူလိုက်မယ်ယူလိုက်ပြီးသွားပြီဆိုလို့ရှိရင်ဥမာမိစဉ်ကဒီမှာ video တစ်ပုဒ်ကိုရွေးချယ်လိုက်ပြီပေါ့နော်ကိုက intro လုပ်မယ်ဆိုလို့ရှိရင်မိစဉ်တို့တွေကစာသားကိုဘယ်လိုပြောရမလဲနည်းနည်းလေးတောင်းတောင်းနေနေ strong ဖြစ်တဲ့စလုံး font ကိုသုံးတာပို့ပြီးတော့မှအဆင်ပြေတယ်ဥပမာဆိုလို့ရှိရင်မိစဉ်က beautiful ဆိုပြီးတော့မှမိစဉ်ကရေးလိုက်တယ်ဒါဆိုလို့ရှိရင်မိစဉ်တို့က intro အနေနဲ့အသုံးပြုဖို့အတွက်ဒီရဲ့ font ကအရင်ကြီး strong ဖြစ်တဲ့ပုံစံလိုမျိုးမပေါ်သေးဘူးအဲ့တော့မိစဉ်တို့က font ထဲကိုတစ်ချက်ဝင်လိုက်မယ် font ထဲဝင်ပြီးသွားရဲဆိုလို့ရှိရင်နည်းနည်းလေးနော်တနောက်နေMontserrat font ဒါမှမဟုတ်ဒီမှာ elegant ကကြတော့မိစဉ်တို့တွေသုံးမယ်ဆိုလို့ရှိရင်တော့သူက colorful ဒါ beautiful ကြတော့အရန်ကိုစလုံးကရှည်သွားရပေါ့နော် beauty လို့ပဲမိစဉ်သုံးလိုက်မယ် B E A U T Y beauty နော် elegant ကိုအနေနဲ့ခက်ကို pro ဝယ်ထားလို့ဆိုလို့ရှိရင်ဒီလို font ကိုသုံးလို့ရတယ်ဒီ attempt ဆိုတဲ့ဟာဆိုလို့ရှိရင်လည်းဒါလေးဆိုလို့လည်းမစိုးပေါ့နော်ဒီလိုမျိုး strong ဖြစ်တဲ့တနမနေတဲ့ဟာမျိုးလေးကိုသုံးတာပို့ပြီးတော့မှအဆင်ပြေတယ်။ဘာကြောင့်လဲဆိုတော့မိစဉ်တို့တွေကintro test animation ကိုဖန်တီးမှာဖြစ်တယ်ပေါ့နော်။ဒီကိုယ့်ရဲ့ဗီဒီယိုရဲ့ intro အစပိုင်းမှာပေါ့။ဟုတ်ပြီဒါဆိုလို့ရှိရင်မိစဉ်တို့ကဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဗီဒီယိုကနော်12စက္ကန့်ရှိတယ်ကိုကဒီစာသားကိုဘယ်နှစက္ကန့်လောက်ထိုးမှာလဲပေါ့နော်။မိစဉ်ဆိုလို့ရှိရင်ဒီမှာ3စက္ကန့်လောက်ရှိတယ်ပေါ့နော်။အဲ့တော့ကို့အနေနဲ့ဒီစာသားရဲ့အရှိပေါ့နော်ဒီစာသားရဲ့အကွာအဝေးကိုဘယ်လောက်ကြာကြာထိစာရန်ထိုးမှလဲဆိုတာကိုယ့်ပုံမှာမူတည်တယ်။ဟိုမိစဉ်ကတော့3စက္ကန့်လောက်လေးပဲထားတယ်။အဲ့ဒီအရာကိုမှမိစဉ်တို့တွေကကိုကဘာလုပ်မလဲဆိုလို့ရှိရင်သူ့ကိုမိစဉ်တို့တွေကduplicate နှိပ်လိုက်မယ်နော်။ duplicate နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီအောက်မှာထပ်ပြီးတော့မှပွားတယ်။ပွားတဲ့အခါမှာဆိုလို့ရှိရင်ဒီမှာမိစဉ်ကဒီရဲ့ beauty ဆိုတဲ့အရာကိုထင်သာမြင်သာရှိအောင်လို့အယောင်လေးထည့်လိုက်မယ်။အယောင်ထည့်ဖို့ဆိုလို့ရှိရင်ပထမ beauty နော်ကြောင်နေမှာဆိုလို့ဒါကပထမ beauty ဒါကတော့ဒုတိယပေါ့နော်ဒါကတော့ဒုတိယဖြစ်မယ်အဲ့တော့ပထမဥစ္စာကိုမိစဉ်တို့တွေက select မှတ်ပြီးတော့မှ style ထဲကိုသွားမယ်သွားပြီးတော့မှဒီမှာ style နဲ့ထပ်သွားပြီးတော့မှဒီထဲကအယောင်ကိုမကြိုက်ဘူးကိုကဒီဗီဒီယိုထဲကအယောင်ကိုပဲအသုံးပြုမယ်ဆိုလို့ရှိရင်ဒီမှာအယောင်စုပ်တဲ့ခဲတံလေးရှိတယ်ဒီခဲတံလေးကိုဒီညာလေးမှာတစ်ချက်ထောက်လိုက်မယ်ကိုနည်းနည်းလင်းနဲ့ဒီလိုမျိုးနည်းနည်းလင်းတဲ့ဟာလားဒါမှမဟုတ်ဒီလိုအစိမ်းသုံးမလားဒါမှမဟုတ်အစိမ်းလင်းတဲ့ဟာသုံးမလားဒါမှမဟုတ်အရန်ပုတ်တဲ့အစိမ်းလေးကိုအသုံးပြုမလားဆိုတာကိုဒါကိုယ့်ပုံမှာပဲမူတည်ရပါတော့အဲ့လိုမျိုးထောက်လိုက်ပြီဆိုလို့ရှိရင်ကွာဒီမှာနော်အနုအရင်တွေကိုပြန်ပြီးရွေးချယ်လို့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ပြန်ပြီးတော့မှထောက်မယ်ဒီလိုမျိုးလင်းတဲ့ဟာမျိုးလေးကိုရွေးလိုက်မယ်ဟုတ်ပြီနော်ပြီးသွားပြီဆိုလို့ရှိရင်မိစဉ်တို့ကဒီအောက်ကဒုတိယ beauty ကိုကြတော့မိစဉ်တို့ကဘာလုပ်မလဲဆိုလို့ရှိရင်style ထဲဝင်မယ် style ထဲဝင်သွားရဆိုလို့ရှိရင်သူ့ကိုကြတော့မိစဉ်တို့ကstock ပေါ့နော်ဘေးဘောင်ကိုမိစဉ်တို့တွေကဒီမှာအဖြူလေးသုံးလိုက်မယ်အဲ့ဒီအရာကိုမှကိုကဒီမှာတွေ့လားအထူကိုအရင်ထူကြီးမသုံးဘူးနံပါတ်5လောက်လေးကိုပဲမိစဉ်တို့တွေကအသုံးပြုပြီးတော့ထားလိုက်မယ်ဟုတ်ပြီနော်ပြီးသွားပြီဆိုလို့ရှိရင်ဒီ test ထဲကိုသွားပြီးတော့မှမိစဉ်တို့ကဒီမှာ opacity လေးကို short လိုက်မယ်နော် opacity လေးကို short လိုက်မယ်ဘာကြောင့် opacity short လာလဲဆိုလို့ရှိရင်ဒီမှာ100% ထိထားရဆိုလို့ရှိရင်သူကအယောင်ကပါနေသေးတာဖြစ်တယ်မိစဉ်တို့ကကျတော့အယောင်မပါချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ stock မှာကိုအဖြူအောင်ကွတ်မယ်ဒီ stock ကွတ်တဲ့ဟာမှာဘောင်ကွတ်တဲ့အခါမှာလည်းကိုကြိုက်နေတဲ့အယောင်ကွတ်လို့ရတယ်ပေါ့နော်မိစဉ်ကတော့အဖြူကိုကွတ်ပြမယ်ထင်သာမြင်သာရှိအောင်လို့ပြီး test ထဲကိုသွားပြီးတော့မှကိုကဒီမှာ opacity ဆိုတဲ့အရာလေးကိုသွားပြီးတော့မှ short လိုက်မယ်ပေါ့နော် opacity ဟာလေးကိုသွားပြီး short လိုက်မယ်ပြီးရင်အမှန်ချင်းနေလိုက်မယ်ဟုတ်ပြီပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ပထမ beauty ကိုမိစဉ်တို့ဘာလုပ်မလဲဆိုလို့ရှိရင် animation သုံးမယ် animation နဲ့ဝင်မယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ဘယ် animation လေးကိုမိစဉ်တို့ယူမလဲဆိုတာကိုတစ်ချက်ပြပေးမယ်ဒီရဲ့ type 1ဆိုတဲ့ဟာနော်ဒီ type 1ဆိုတဲ့ဟာကိုပဲမိစဉ်တို့တွေကယူမယ်
ဒီမှာ1 second လောက်ဒါဆိုလို့ရှိရင်သူက outline animation ပုံစံလိုမျိုးဖြစ်သွားပြီ။ဘာကြောင့်လဲဆိုတော့မင်းစင်တို့ကဒုတိယ test ကိုအယောင်ကို short ပြီးတော့မှမင်းစင်တို့ဘောင်ကိုပဲယူလိုက်တာဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့ဒီမှာအဖြူရဲ့ကွတ်တဲ့ဟာလေးကိုမင်းစင်ကပြတာ။အဲ့တော့ဒီမှာ play စပြီးနေကြည့်မယ်။ဒီလိုပုံစံလိုမျိုးလေးကိုကတန်းပြီးတော့မှဖြစ်သွားတယ်ပေါ့နော်။ဟုတ်ပြီနော်။ဒါတော့ဒီလိုမျိုးဖန်တီးချင်တယ်ဆိုလို့ရှိရင်ဖန်တီးလို့ရတယ်ကိုယ့်ရဲ့ intro ပေါ့နော်အဲ့တော့တချင်းတွေပါထည့်ချင်တယ်ဆိုလို့ရှိရင်လည်း audio ထဲသွားပြီးတော့မှ sound ထဲယူပြီးတော့မှတချင်းတွေကိုထည့်ချင်တာထည့်လို့ရတယ်ဒါတော့မင်းစင်ကဒီမှာပေါ်တဲ့ဟာလေးကိုပဲထည့်လိုက်တာဖြစ်တယ်ပေါ့နော်ဒါမှမဟုတ်ကိုစေ့ထားတဲ့ဟာလေးအဲ့တော့ဒီဟာလေးကိုကြည့်မယ်ဒါကျတော့ကိုကအရှိကိုစာသားရဲ့အရှိကိုဒီလောက်လေးပဲထပ်ထားလို့အဲ့ဒါမှကိုကဒီထက်ပို့ပြီးတော့မှဘယ်နှစက္ကန့်လောက်ထားခြင်းလဲနော်6စက္ကန့်လောက်ထားခြင်းလဲဆိုလို့ရှိရင်ဒီမှာ6စက္ကန့်လောက်ထိဆွဲလာဒါအောင်လဲ6စက္ကန့်လောက်ထိကိုဆွဲလာလိုက်မယ်ပြီးတော့အခါမှာ play နှိပ်မယ်အဲ့တော့မှမီစင်တို့ကအပေါ်မှာ animation အသုံးပြုထားဖြစ်တဲ့အတွက်ကြောင့်မို့ဒီရဲ့ animation ကိုလည်းနော်ဒီမှာပြန်ပြီးတော့မှစက္ကန့်ပြန်ချိန်လို့ရတယ်ဘယ်လောက်စက္ကန့်ကြာအောင်ဒီ animation အလုပ်လုပ်မှာလဲပေါ့ 2.1 စက္ကန့်ကြာအလုပ်လုပ်မယ်ဆိုရင်ဒါမှမဟုတ်2စက္ကန့်လောက်ကြာအလုပ်လုပ်မယ်ဆိုရင်အမှန်ချင်းနှိပ်ပြီးကြည့်ရအောင်သူကနည်းနည်းစက္ကန့်ကြာအောင်လုပ်တယ်ဆိုလို့ရှိရင်တော့သွားတဲ့အခါမှာလည်းနည်းနည်းလေးတော့ကြာနေလိမ့်မယ်ပေါ့နော်ဒါလေးကကြတော့မင်းစင်တို့က test outline animation လို့ခေါ်တယ်ပေါ့နော်အဲ့ဒီအရာကိုမှကိုကဒီလိုမျိုးပေါ့နော်ရှုခင်းဟာမပါသေးဘူးဆိုလို့ရှိရင်လည်းမင်းစင်တို့ဘယ်လိုထပ်လုပ်လို့ရလဲဆိုရင်ဒီမှာအဲ့တော့နောက်ခံအမဲရောင်ရှိဖို့အတွက်ဆိုလို့ရှိရင်မင်းစင်တို့ကဒီမှာအပေါင်းတစ်ချက်နှိပ်ပြီးတော့မှ library မှာလည်း background မှာအမဲရောင်နောက်ခံလေးကိုကရှာလို့ရတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီမှာဒီအမဲရောင်နောက်ခံလေးကို add ဆိုပြီးတော့မှမင်းစင်တို့တွေနှိပ်လိုက်မယ်ဟုတ်ပြီနော်အဲ့ဒါကိုမှမင်းစင်ကဒီရဲ့ရှုခင်းလေးရောခဏဖြတ်လိုက်မယ်ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်ဒီမှာ beauty တချင်းတန်ကိုလည်းခဏဖြတ်လိုက်မယ်နော်ဟုတ်ပြီ play နှိပ်မယ်ဒီလိုပုံစံလိုမျိုးလေးဖြစ်သွားပြီအဲ့ဒါမှမီစင်တို့တွေကမလုပ်မလဲဆိုရင် export ဆိုပြီးတော့မှထုတ်လိုက်မယ်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်မီစင်တို့တွေကပြန်ပြီးတော့မှပေါ့နော်ပြန်ထွက်မယ် new project ယူပြီးတော့မှကိုယ့်ရဲ့ဒီရှုခင်းဗီဒီယိုလေးကိုပြန်ပြီးတော့မှယူမယ်ပြီးတော့သူ့ကိုကြတော့မီစင်တို့ကဘာနဲ့သုံးမလဲဆိုရင် overlay နဲ့ပေါ့နော် overlay ယူမယ်ခုနကကို beauty ဆိုပြီးတော့မှယူထားတဲ့ဒီဟာလေးကိုမင်းတို့တွေယူလိုက်မယ်ယူပြီးသွားပြီဆိုလို့ရှိရင်ဘာကိုသုံးလဲဆိုလို့ရှိရင်ဒီညမှာကကြောက်နဲ့ကြောက်မတူဒီညမှာ trade ကြတော့ blend ဆိုပြီးတော့မှပေါ်တယ်မင်းမှာ just splice ဒါ split လာအဲ့လိုပုံစံလိုမျိုးပေါ်တယ်အဲ့တော့ဒီဟာလေးကိုမင်းတစ်ချက်နှိပ်တယ်ပြီးတော့ဒီမှာကိုကဘာသုံးလိုက်မလဲဆိုလို့ရှိရင်နော် sorry ဒီမှာ lightning ဆိုတဲ့ဟာလေးကိုအသုံးပြုလိုက်မယ်အသုံးပြုလိုက်ပြီဆိုလို့ရှိရင်ဒီမှာစပေါ်လာပြီပေါ့နော်သူကကြဒီလိုပုံစံအခြေအနေမျိုးဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာမီစင်တို့ကဒီနောက်ကဒီမှာပန်းနေပါတွေကသွားပြီးတော့မှဖြစ်သွားတယ်။နောက်တစ်ခါကျဒီ supply မှာကိုက lightning ဆိုတဲ့ဟာရွေးထားတယ်။ဒါမှမဟုတ် tag ကန်ရွေးရဆိုရင်ဒီလိုပုံစံနေထားဖြစ်မယ်။ fader ရွေးမယ်။နှိပ်ကြည့်မယ်။ဒါမှမဟုတ် overlay hard soft နော်တစ်ခုချင်းစီကိုကဒီမှာလောက်ကြည့်လို့ရတယ်။ဒါပေမဲ့မီစင်တို့အဆင်ပြေတာတော့ lightning ဆိုတဲ့ဟာပဲအဆင်ပြေတယ်။ဟုတ်ပြီနော်။အဲ့ဒါအောင်မှတော့ဒီလိုပုံစံမျိုးဖြစ်သွားမယ်အဲ့ဒါမှမစီတို့တွေက animation တွေနဲ့လည်းပြန်ပြီးတော့မှအသုံးပြုလို့ရတယ်ပေါ့နော်ဒီလိုပုံစံလိုမျိုးလေးနော်ဒီလိုပုံစံလိုမျိုးလေးအဲ့ဒါမှကိုကပေါ့နော် intro ထိုးရှင်တဲ့ဟာလေးကဒီလောက်လေးပဲဆိုလို့ရှင်တော့ဒီအနောက်ကဟာလေးကိုလည်းဖြတ်လိုက်လို့ရတယ်ဒါမှမဟုတ်လည်းဒီ clip လေးနဲ့လည်းအရှိလေးကိုတိုးလိုက်လို့လည်းရတယ်ပေါ့နော်နော်ဒါဆိုလို့ရှိရင်တော့ဒါနောက်ခံ background အမဲနဲ့ပုံစံလိုမျိုးကိုအသုံးပြုပြီးတော့မှ text animation ကိုဒါမှမဟုတ်ဒီကိုယ့်ရဲ့ရှုခင်းနဲ့ပေါင်းပြီးတော့မှ text outline animation ပုံစံကိုအားလုံးလုပ်တတ်ကြလို့မယ်လို့ထင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှနားမလည်ရရှိရဆိုလို့ရှိရင်မိစီကိုချိန်ပြီးလာပြီးမေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲ bye bye